အားလုံးပဲမြင်လာပါ EC2D YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ရှေ့ရက်ဒီကကျွန်တော်ဗီဒီယိုမတင်ပြဘူးပြီးခဲ့တဲ့တစ်ပတ်ကလည်းပိတ်ရက်ရှိတယ်ပေါ့နော်ပိတ်ရက်ကလည်း2ရက်တောင်ဖြစ်နေတဲ့အခါကျတော့ဗီဒီယိုလည်းအများကြီးမတင်ပြဘူးကျွန်တော်ဆရာကြီးတော့ပြီးခဲ့တယ်ဆရာကြီးလာယူသွားတဲ့လူတွေယူသွားတယ်ပေါ့နော်အဲ့ထဲမှာတော့ခွန်ပတ်တီးတစ်လုံးက4ခုလောက်ပါပြီးတော့မထွက်တော့ဘူးပေါ့နော်မထွက်ဆိုလည်းကျွန်တော်တို့ကဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်3ညဆိုပြီးတော့ရှိရမှာ6ချိန်မှာကျွန်တော်တို့3ည4ချိန်ထွက်သွားတယ်ပေါ့နော်3ည4ချိန်ထွက်ပြီးတော့မှ6 break ကလည်း3ချိန်ထွက်သွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပိတ်ရက်ရှိတဲ့အပြင်မှာဒီလိုခဏနေအထက်တွေဒါထွက်တယ်ဆိုတော့ကျွန်တော်တို့ formula တွေကတော့မတက်နိုင်တော့ဘူးနော်ဆိုတော့ဒီတစ်ပတ်မှာကျွန်တော်ကဘာပြောမလဲဆိုတော့ကျွန်တော် base တွေဒီတောက်ကြမနက်မှာ tip break ပေါ့နော်ဒီ tip break ထွက်စဉ်ကနေပြီးတော့နောက်တစ်ပတ်မှာထိုးရမယ်အခွေပေါ့နော်လေးလုံးခွေတစ်ခုကျွန်တော်ပြောမယ်ပြီးတော့ဇယားကကျတော့ကျွန်တော်ဒီတစ်ပတ်ကူဒီတိုင်းပဲပြလိုက်တော့မှာပေါ့နော်တက်မပြီးတော့ဘူးပေါ့နော်ဆိုတော့ဇယားကိုကျွန်တော်ဒီတိုင်းပဲပြလိုက်တော့မယ်ဆိုတော့ဇယားကလည်းဒီတစ်ပတ်က6ချိန်ရှိတဲ့အတွက်ကြောင့်6ချိန်စာပဲထွက်မှာပေါ့နော်ပြီးရင်ပတ်တီး formula 6ခုထဲမှာကျွန်တော်တစ်ခုပဲရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးဒီပြရမယ်ပြီးတော့အခုရှေ့တစ်ပတ်ကကျွန်တော်ရဲ့စုမွန်တူဒီရဲ့ကတ်တွေပေါ့နော်စုမွန်တူဒီရဲ့ကတ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါစုမွန်တူဒီရဲ့ကတ်ပေါ့နော်ဆိုတော့ဒီလေအားဟာလေးကတော့ဒါတည့်ရလူတွေသိကြမှာပေါ့နော်ဆိုတော့လိုချင်လို့ရှိရင်ဒီမှာတော့မေးလို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဒါနည်းနည်းလေးဟိုလူဒီလူဖြစ်အောင်ရေးရတာဆိုတော့เนาะဆိုတော့ဒီကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ဆိုတော့ဒီမှာကဒါရှယ်မွေး6ခွက်ပေါ့เนาะရှယ်မွေး6ခွက်ထဲရလေထွက်တယ်ပြီးတော့ဒီမှာကကျွန်တော်တို့3ရက်စာပေါ့เนาะ break ထွက်တယ်နောက်တစ်ခုကသူကဒီမှာပတ်တီးရယ်ပြီးကြလို့ရှိရင်เนาะ3ရက်စာမွေးပေါ့เนาะ3ရက်စာမွေးရယ်ဆိုပြီးတော့သူထုတ်ထားတာပေါ့เนาะဆိုတော့ကက်က4ကက်ရှိတယ်ဆိုတော့4ကက်လုံးပေါ့เนาะထွက်တယ်ပေါ့เนาะဆိုတော့ဒီတစ်ပတ်စာအတွက်လေကျွန်တော်တို့ထုတ်ထားတာရှိရယ်ဆိုတော့ဒီတစ်ပတ်စာအတွက်ကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဘာရှိလဲဆိုတော့စိန်ခေါ်ပတ်တီးရှိရယ်ပြီးကြလို့ရှိရင်ဒီဘက်မှာဇာတုံးမွေး break 2စုံရှိတယ်ပြီးကြတော့တကွက်ကောင်းမွေးပေါ့နော်တကွက်ကောင်းမွေးကတော့ဒါစာရေးထားတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါရှိတယ်ပြီးကြတော့ကျွန်တော်တို့ဒီမှာဇာတုံး၄လုံးခွေရှိတယ်ပြီးကြလို့ရှိရင်ဒါအထူး6ခွက်နဲ့အရန်4ခွက်ရှိတယ်ပေါ့နော်ဆိုတော့ဒီကက်တီကိုအားပေးခြင်းနဲ့သဘောကျတယ်ဆိုတဲ့လူတွေလည်းအားပေးလို့ရပါတယ်ကက်တီကတော့အမြဲတမ်းလူပေါ့နော်အကုန်အောင်တယ်မအောင်ဘူးဆိုတဲ့ဘက်မှာလည်းကြံတကက်တလီပဲပေါ့နော်အခုလူကနဲ့ထွက်တဲ့ဘက်တီဆိုလို့ရှိရင်တော့တကက်တလီကြံတယ်ပေါ့နော်ဒီလောက်ပါပဲဆိုတော့စမှုတူရဲ့ကက်တီကိုလည်းအားပေးကြပါဦးပေါ့နော်ဆိုတော့ကျွန်တော်လည်းအတူတူပါပဲကျွန်တော်မျိုးသမီးပါပဲပေါ့နော်ကျွန်တော်ကကက်တီကထုတ်လို့မရဘူးဆိုတော့ကျွန်တော်မိတ်ဆွေတွေသိတဲ့အတိုင်းပဲကျွန်တော်ကက်တီကထုတ်လို့ရှိရင်လွဲတယ်ဆိုတော့ဆင်မလီကတော့ကန်ကောင်းတယ်ပေါ့နော်စမှုတူကတော့ကန်ကောင်းတယ်သူကတော့အမြဲတမ်းလူမျိုးသူကက်တီကအမြဲတမ်းလူထွက်တယ်ပေါ့နော်ဆိုတော့အဲ့ကက်တီကိုလည်းအားပေးကြပါဦးဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကိုပြန်သွားကြမှာပေါ့နော်ဒီဘက်ကိုပြန်သွားရင်ကျွန်တော်တို့ဒီမှာတောက်ကြမနက်မှာ tip break ပေါ့နော်တောက်ကြမနက်မှာ tip break ဆိုလို့ချင်းအဲ့တောက်ကြမနက်မှာဒီလိုမျိုး tip break ကြပြီးတာနေတဲ့နောက်တစ်ဘက်မှာထိုးရမယ်ကျွန်တော်လေးလုံးခွေတစ်ခုရှိတယ်ပေါ့နော်ဆိုတော့တောက်ကြမနက်မှာ tip break ပေါ့နော်3ည break ကနေ9 break ထိကိုဘာ break ကြလို့ရှိရင်နောက်တစ်ဘက်မှာဘာလေးလုံးခွေထိုးပါဆိုရဲဒီပုံသေး formula ကကျွန်တော်စီမှာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံသေး formula ကိုလိုချင်တယ်ဆိုလို့ရှိရင်လေကျွန်တော်မိတ်ဆွေအနေနဲ့နော် comment တွေကစာပြလေးကိုနှိပ် easy 2ဒီဆိုဆက်သွယ်ရန်ကိုနှိပ်ပြီးတော့မှကျွန်တော်စီမှာတောက်ကြမနက်လေးလုံးခွေ formula လိုချင်လို့ပါဆိုပြီးတော့လာပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ formula က3ည break ကနေပြီး9 break ထိရှိတယ်ဆိုတော့ကိုယ့်ကိုပြန်စစ်ကြည့်လို့ရတယ်ပေါ့နော်စစ်ကြည့်ပြီးတော့မှစီမီတူချင်းချင်းပြီးသုံးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတောက်ကြမနက်မှာ tip break ထွက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့ဒီ formula တွေကဆိုလို့ရှိရင်ဘာရှိလဲဆိုတော့ကျွန်တော်1258ဆိုတဲ့အခွေရှိတယ်တဲ့ဆိုတော့1258ဆိုတဲ့လေးလုံးခွေရတယ်ကျွန်တော်တို့ဒီအရှိကိုကျွန်တော်တစ်ချက်ပြန်စစ်ကြမယ်ပေါ့နော်ဆိုတော့တောက်ကြမနက်မှာ tip break ထွက်ထားတဲ့ထွက်စီတွေကအရန်တော့အများကြီးရှိဘူးပေါ့နော်ဆိုတော့နည်းနည်းတော့နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီတောက်ကြမနက်မှာက break ကအစုံထွက်နေတာပေါ့နော်ဆိုတော့များတဲ့ဟာလည်းများဒါပေမဲ့လေအခုတိုင်းတာရဆိုတော့မနေပါဘူးကျွန်တော်ဒီမှာတစ်စိတ်လို့ထွက်ထားတဲ့ tip break ပေါ့နော်တောက်ကြမနက်မှာအောက်မှာကျွန်တော်1258တွေကကျွန်တော်ဒီမှာ12ဆိုပြီးထွက်ထားတယ်ဒါဆိုရင်ကျွန်တော်ဒီအောက်ကနေနဲ့ဆင်နိုင်ပြီဒီမှာဆိုလို့ရှိရင်65ဆိုပြီးထွက်ထားတယ်တောက်ကြမနက်မှာ tip break အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ81ဆိုပြီးထွက်ထားတယ်ပေါ့နော်ဆိုတော့ဒီဘက်ကိုကျွန်တော်ဆက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ65ဆိုပြီးထွက်ထားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ26ဆိုပြီးတော့ပေါ့နော်26ဆိုပြီးတော့လေကျွန်တော်ဒီပုံမှာ11ဆိုပြီးတော့เนาะဒါ1258အခွေတွေကထွက်တယ်ပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကိုကြည့်မယ်ဒီမှာ9နှစ်ဆိုပြီးတောက်ကြမနက်မှာ tip break ထွက်တယ်အောက်မှာ2နှစ်ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီဘက်ကိုဆက်ကြည့်မယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်29ဆိုပြီးထွက်တယ်ပေါ့နော်29ဆိုပြီးထွက်တဲ့အချိန်မှာဒီမှာ1258တွေက21ဆိုပြီးထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်2နှစ်စာဒီမှာဆို2023 3နှစ်စာလေးရောက်သွားပြီပေါ့နော်ဒီမှာတောက်ကြမနက်မှာ tip break ဆိုပြီးထွက်တယ်ဒီမှာ1258တွေကနေကျွန်တော်55ဆိုပြီးထွက်တယ်ပေါ့နော်များသောအားဖြင့်တော့စောပါတယ်တခါလီကြောက်လေဒီလိုနောက်ကျတဲ့ဟာလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့တက်တန်းကတပတ်စာဖြစ်တယ်ပေါ့နော်တပတ်စာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတပတ်စာထဲမှာထိုးရမှာဖြစ်ပါတယ်နော်
နောက်တစ်ခုကပြမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တောက်ကြမနဲ့65ထွက်စင်ပေါ့နော်65တစ်ပရိပေါ့လက်ရှိတောက်ကြမနဲ့65ထွက်စင်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်1258အခွေပေါ့နော်1258အခွေကကျွန်တော်ဒီမှာ85လို့ထွက်တယ်ပြီးကြရင်ကျွန်တော်ဒီမှာ8နှစ်လို့ထွက်တယ်ပြီးကြတော့ကျွန်တော်ဒီမှာ8နှစ်လို့ထွက်တယ်နောက်ဒီမှာ9နှစ်လို့ထွက်တယ်ဒီမှာ11ပေါ့နော်အဲ့လိုထွက်တယ်ပြီးရင်ဒီမှာ81လို့ထွက်တယ်ပြီးရလို့ရှိရင်ကျွန်တော်ဒီမှာ81လို့ထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တောက်ကြမှာနဲ့တစ်ပရိထွက်စင်ရဲ့ဒီ65ထွက်စင်ရဲ့အနောက်မှာဆိုလို့ရှိရင်နောက်တစ်ပတ်မှာ1258ခွေကအမြဲတမ်းထွက်တာကိုကျွန်တော်မိတ်ဆွေတွေနဲ့တွေ့ရမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပဲဒီတောက်ကြမှာမှာဘာပရိထွက်နောက်တစ်ပတ်မှာဘာခွေထိုးရမလဲဆိုတော့ break 10ခုလုံးစားအတွက်အခွေကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ formula ကိုကျွန်တော်စီမှာလာပြီးတော့ဆက်သွယ်ပြီးယူလို့ရပါတယ်เนาะကျွန်တော်ကတ်ကလေးလောက်ထားတာရှိပါတယ်တော်တော်များများလေးယူပြီးတော့နော်မြတ်တဲ့လူတွေလည်းမြတ်ကြပါတယ်ပောက်ခဲရည်ထွက်တာတွေအပတ်ဒီမှာမဟုတ်လို့ရှိရင်တော့တို့ကများတော့ဖြစ်တော့ထွက်ပါတယ်เนาะကျွန်တော်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ကเนาะဒီပတ်သီး formula ပေါ့เนาะပတ်သီးတွေကျွန်တော်တို့တပတ်စာဇယားပေါ့เนาะတပတ်စာဇယားမှာကျွန်တော်တို့ကဒီပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်10ချိန်ထွက်တယ်ပေါ့เนาะဒါပေမဲ့10ချိန်မှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ6ချိန်စာပဲရှိတယ်ပေါ့နော်6ချိန်စာမှာကျွန်တော်တို့ဒီမှာတွက်လိုက်တဲ့အခါကျတော့ဒီမှာက3ညနှလုံးထွက်လာတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့3ည2 3 4ဆိုပြီးတော့ဒါပတ်သီးက4လုံးရတယ်ပေါ့နော်ဆိုတော့ဒီပတ်သီးကနောက်တစ်ပတ်မှာဒါရက်ချင်းရက်ကအပြည့်ထွက်မှာဆိုတော့ဒီပတ်သီးတွေကထွက်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ဒီတွေကတစ်လုံးထွက်မှာမဟုတ်ဘူးဒီကောင်တွေအကုန်ထွက်ကြမှာပေါ့နော်ပြီးတော့ break တစ်လုံးတည်းကတော့တိတ်မျှော်လင့်နေဒါ break နှလုံးတွဲတွေပေါ့နော် break နှလုံးတွဲတွေကျွန်တော်တို့ကစားလို့ရတယ်ပြီးရင်ဒီလုံးခွေထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတွေဒီမှာတစ်လေးထက်နေတာကိုတွေ့မယ်ပေါ့နော်ဆိုတော့အဲ့လိုထက်နေတဲ့ကဏ္ဍတွေကသတိထားပေါ့နော်ဆိုတော့အဲ့ကဏ္ဍတွေကနေပြီးတော့မှထွက်သွားတတ်တာမျိုးတွေလည်းရှိရပေါ့နော်ဆိုတော့ဒီလုံးခွေကဒီတစ်ပတ်ကို6ခွေထွက်တယ်6ခွေကကျွန်တော်က10ခွေပေါ့နော်10ခွေလူတွေကများတယ်လို့ပြောကြ10ခွေက10ခွေလုံးထွက်တယ်နော်အရက်ပြည့်ဖွင့်တဲ့အပတ်တွေဆိုလို့ရှိရင်ပုံမှန်ဆို10ခွေရတယ်10ခွေက10ခွေလုံးထွက်တယ်ပေါ့နော်တခါတလေမှတစ်ခွေလောက်ကျန်တာဆိုတော့ဒီ formula အဲ့လို formula မျိုးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်3 4 5 6 1 4 5 8ဘာညာပေါ့ဗျာ1258ဒီမှာ1258ကတော့ဒါတောက်ကြမှာ net break ကနေပြီးတော့ရလာတာဖြစ်တဲ့အတွက်ကြောင့်1258ကတော့1258တိုင်းဖြစ်မယ်ဆိုတော့အဲ့1258ကလည်းစောစောကျွန်တော်ပြပြီးသွားပြီပေါ့နော်ဆိုတော့ဒါကကျွန်တော်ရဲ့တပတ်စာဆရာအရင်တော့ကတော့ကျွန်တော်ဒီတိုင်း free မပေးဘူးပေါ့နော်ဒါယူဖို့ပြောတာဒီတစ်ပတ်ကတော့ရက်ပြည့်မထွက်ထားတဲ့စီကနေရရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချင်းချင်းကစားရမှာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒါကျွန်တော်မိတ်ဆွေတွေကျွန်တော် free တင်ပေးတာပါနောက်တစ်ပတ်မှာတော့ကျွန်တော်ရက်ပြည့်ထွက်ပြီးတော့နောက်တစ်ပတ်ကလည်းအပြည့်ထွက်တယ်ခုနပွဲသက်တိုက်ဖြစ်တဲ့အတွက်ကြောင့်နောက်ပတ်ဒီမှာတော့ကျွန်တော် free မတင်ပါဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါပတ်သီးပေါ့နော်ပတ်သီးကလည်းရှေ့တစ်ဘက်ကတုံညတွေအဲ့လောက်ဘလူပြန်နေအောင်ထွက်သွားတဲ့ခါကျတော့ကျွန်တော်တို့မရဘူးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပတ်သီးကကျွန်တော်တို့ဒီမှာတစ်ခုပေါ့နော်တစ်ခုဒီ၄တစ်ခုပဲထွက်တယ်ပေါ့နော်ကျန်တဲ့ formula တွေကမထွက်ဘူးပေါ့နော်ဒီမှာ၄တစ်ခုပဲထွက်တယ်အဲ့၄တစ်ခုပဲကျွန်တော်ဝိစီနေတယ်ကစားခြင်းလို့ရှိရင်ကစားလို့ရတယ်ဆိုတော့အကြောင်းပေါ့နော်ဒါကကျွန်တော်ကလာပြောပြတာပါဆိုတော့ဒီဟာကတော့ဒါဗီဒီယိုပြန်စတင်နေအနေနဲ့ပေါ့နော်ဒါကျွန်တော်ဒါလေးကိုပြောပြတာပါဆိုတော့ဒီတစ်ပတ်မှာကျွန်တော်တို့နည်းနည်းအားစိုက်ပြီးတော့တတိထားပြီးကစားရမယ့်ဟာတွေကတော့ကျွန်တော်မနေ့ကညနေကြလို့ရှိရင်နည်းနည်းထပ်ပြီးပို့တင်ပေးပါမယ်ဒီနေ့ကအလုပ်လည်းသိမှဟာတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒါဆိုရှင်ကျွန်တော်ဒီ tip break ကနေရတယ်1258အခွေကိုနောက်တစ်ပတ်ထဲမှာကျွန်တော်မိတ်ဆွေအနေနဲ့ view design နဲ့ကစားရမှာဖြစ်ပါတယ်နော်အားလုံးပဲအဆင်ပြေကံကောင်းကြပါစေငွေဝင်လို့စိတ်ပျော်ရွှင်ကြပါစေ